ဆီယာမရဲ့တဲ့တတငိုရင်အရင်စိတ်ကြီးရဲ့အမေကိုလည်းရိုက်တယ်နှစ်လငိုမိရင်လည်းစိတ်ကြီးပြီဘယ်လိုလုပ်ရမလဲလဲညွန်ပေးပါငယ်သေးလို့လားဆီယာမတဲ့โอเคဒီမေးခွန်းလေးကိုအရင်ဖြေချင်တယ်ပေါ့နော်နှစ်အရွယ်တတမမေရှိရဆိုလို့ရှိရင်လည်း comment မှာနှစ်လို့ရေးခဲ့ပေးပါနော်အဲ့တော့စက်ကြည့်ကြရအောင်နံပါတ်1ပေါ့နော်ငယ်သေးလို့လားဆီယာမဆိုတာဟုတ်တယ်ဒီဟာကနှစ်လဆိုတာ terrible 2ဆိုတဲ့အရွယ်ပေါ့နော်ဒီအရွယ်မှာစိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုခလေးတွေကသူတို့ကိုယ်တိုင်လည်းနားမလည်သေးဘူးဒါစိတ်ဆိုးတာလားဒါဝမ်းနည်းရလားဒါပျော်တာလားဒါငိုရမှာလားဒါတွေကိုသူတို့ကတိတိကျကျရှင်းရှင်းလင်းလင်းမသိသေးဘူးပြီးတော့မထုတ်ဖော်တတ်သေးဘူးအဲ့တော့ဒီတသားလေးကသူကမထုတ်ဖော်တတ်သေးတဲ့အတွက်ကြောင့်မလို့ရိုက်တာတို့စိတ်ကြီးရတော့ ਨੇ သူ့ရဲ့ခံစားချက်ကိုသူပြတာပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်နေတာဖြစ်တယ်အဲ့တော့ဒီအခြေအနေကာလကအချိန်နဲ့ပဲဖြတ်ကျော်အောင်မှာခလေးတိုင်းလိုဖြစ်တယ်တဦးနဲ့တဦးတုံ့ပြန်တဲ့ပုံစံပဲမတူကြတာပေါ့နော်ဒါလေးကိုအရင်ဆုံးပြောပြပေးခြင်းတယ်အဲ့တော့ဒီတသားလေးလိုမျိုးဖြစ်နေတဲ့ case ကိုကျမတို့ဘယ်လိုဖြေရှာကြမလဲအဲ့တော့လောက်ရမယ့်ဟာလေးကျမအစင်းပြောပြပေးမယ်နံပါတ်1အနေနဲ့ကလေးကလိုမျိုးစိတ်ဆိုးဒေါသထွက်နေတဲ့အခါမျိုးမှာကျမတို့တွေကသူ့ရဲ့ခံစားချက်ကိုတစ်ခါတည်းတင်ရမယ်တတစိတ်ဆိုးနေရလားဒါစိတ်ဆိုးနေရလို့ခေါ်တယ်တတဒီအယုတ်လေးကိုမရလို့စိတ်ဆိုးနေရလားဟုတ်လားအဲ့လိုမျိုးလေးပေါ့နော်ဒါမှမဟုတ်တတဒီဟာလေးကိုမစားလို့ဝမ်းနေသွားတာလားဟုတ်လားဝမ်းနေသွားတာလားအဲ့လိုမျိုးသူ့ရဲ့ဒီခံစားချက်ကိုအခေါ်လေးတွေကိုကျမတို့ကတစ်ခါတည်းသူဖြစ်တဲ့အချိန်မျိုးမှာတင်ပေးရမယ်နောက်တစ်ချက်ကလည်းဒီခံစားချက်နဲ့ပတ်သက်တဲ့လေ flash ကလေးတွေပြတာဒါငိုတာဝမ်းနည်းတာဒေါသထွက်တာအဲ့လိုမျိုးပေါ့နော်စာအုပ်လေးတွေကိုဖတ်ပြတာမျိုးပုံမြင်လေးတွေပြောပြတာမျိုးနဲ့သူတို့ကိုခံစားချက်လေးတွေအကြောင်းကိုသင်ပေးရမယ်အဲ့ဒါမှသူတို့ခံစားချက်ကိုပြောတတ်မှာမမေသားစိတ်ဆိုးတယ်မမေသားဒေါသထွက်တယ်ဒီလိုမျိုးလေးသူကပြောတတ်မှာပေါ့နော်အဲ့ဒါဟုတ်ပြီဒါတစ်ချက်အဲ့တော့နောက်တစ်ချက်အနေနဲ့ဘာလုပ်ရမလဲဆိုရင်ခလေးကကိုလက်ပါတာတို့အရင်ကြမ်းတမ်းလုပ်တယ်ရမျိုးမှာဓာတ်ရိုက်ဆူလိုက်တာတို့ဓာတ်ရိုက်ဒေါသထွက်လိုက်တာတို့အဲ့လိုမျိုးပြန်တုံ့ပြန်တာမျိုးမလုပ်နဲ့ပေါ့နော်လုပ်ရင်သူတို့ကအာယုံစိုက်တာကိုခံကျင်တဲ့အတွက်ကြောင့်မလို့ထပ်ဒီအမူအကျင့်ကိုပဲလုပ်နေမိရယ်နောက်တစ်ချက်ကအမေကိုရိုက်တဲ့အခါမှာလည်းတခြားလူတယောက်ကအားပေးအားမြောက်ဒီရိုက်တာကြီးကကောင်းနေပေါ့အဲ့လိုပုံစံမျိုးလဲမလုပ်နဲ့ပေါ့နော်အဓိကကတော့မတုံ့ပြန်နိုင်အဲ့လိုပုံစံမျိုးနဲ့ဘာလို့အောင်လဲဆိုရင်ခလေးစောစောထွက်တဲ့အခါမှာခဏလေးဖတ်ထားပေးလိုက်ဖတ်ထားပြီးသူ့စိတ်ငြိမ်အောင်လေးအရင်ထားလိုက်ပေါ့နော်အဲ့လိုမျိုးလုပ်မလားနောက်တစ်ခုကဘာလုပ်လို့ရလဲဆိုခလေးဒီလိုထောသားထွက်နေတဲ့အချိန်မှာအာယုံပြောင်းတာသူကြိုက်တဲ့အယုတ်ကလေးတွေဒါမှမဟုတ်အစားစရာလေးတွေဒီမှာဘောလုံးလေးကြည့်ပါလားဘောလုံးလေးကိုဖမ်းကြည့်အောင်နော်အဲ့လိုပုံစံမျိုးလေးနဲ့နည်းနည်းသူ့ဘာနဲ့အာယုံပြောင်းလို့ရမလဲဒါလေးနဲ့အာယုံပြောင်းကြည့်ရမျိုးပေါ့နော်ဒီလိုမျိုးလုပ်လို့ရတယ်နောက်ပြီးတော့မှနောက်တစ်ဆင့်ရောက်တော့မှစိတ်အေးချမ်းဖြစ်သွားပြီနည်းနည်းလေးအချိန်ခဏကြာပြီဆိုတော့မှတသားဒေါသထွက်ရင်မမေကိုပြောနော်ဒီလိုမျိုးလက်တွေနဲ့ရိုက်တာအော်ဟစ်နေမမေကတသားဘာဖြစ်လဲနားမလည်ဘူးဒေါသထွက်ရင်ဒေါသထွက်တယ်ပြောဒါဆိုမမေဖြေရှင်းပေးမှာပေါ့တသားဒီအယုတ်ကလေးကိုမရလိုက်လို့ဖြစ်တာလားဟလားဒါမှမဟုတ်ဒီမုတ်လေးကိုစားကြံလို့ငိုတာလားဟလားမမေဖြေရှင်းပေးမယ်ဆိုပြီးတော့ဒီတတရအဆင့်ရောက်တော့မှကျမတို့ကသူ့ကိုဒီလိုမျိုးပြောရတယ်မမေကဒီလိုဖြေရှင်းပေးရဆိုတာမျိုးနဲ့တော့ရမယ်ပေါ့နော်အဲ့တော့ဒီအရွယ်တွေကဒီလိုမျိုးဖြစ်တယ်ဆိုတာတဘာဝပါပဲအဲ့တော့ကျမတို့တွေကအချိန်အတိုင်းတာတစ်ခုနဲ့မိဘတွေဖြစ်တဲ့အတွက်စိတ်ရှည်နဲ့ကလေးကိုtraining လေးလုပ်ပြီးတော့ကြော်ဖြတ်သွားရမယ်ကလေးကပြုပြင်ပြောင်းလဲလာတဲ့အခါမျိုးမှာချီးကျူးပေးဖို့မမေ့ပါနဲ့ကလေးကပုံမှန်နဲ့မတူတော့ဘဲနဲ့ဒေါသထွက်တဲ့အခါမျိုးမှာအမေကိုမရိုက်တော့ဘူးဆိုရင်လည်းတသားဒေါသထွက်ပေမဲ့မမေကိုမရိုက်ဘူးအရန်တော်တာပဲငါသားလေးကအရန်တော်တယ်နော်ဆိုပြီးတော့သူ့ရဲ့လုပ်ရက်လေးကိုချီးကျူးပေးရအောင်နော်အဲဆိုရင်ကလေးလေးတွေကပြောင်းလဲလာပါလိမ့်မယ်အဲ့တော့မမေတို့လည်းဒါလေးကိုလိုက်လုပ်ကြည့်ကြပါလို့ကျမအနေနဲ့ပြောချင်ပါတယ်ကျမကတော့ရွှေမင်းပါမမေတို့ရဲ့ကလေးပြုစုဆောင်ရှောက်ရေးနဲ့အိမ်အောင်ရေးတွေလူမှုရေးတွေဒါတွေအကုန်လုံးအတွက်ကိုဆွေးနွေးပေးနေတဲ့ parenting နဲ့ relationship coach တယောက်ပဲဖြစ်ပါတယ်ရှင်